အဆောလဆိုင်ဆဝဒီဆိုင်ဒီကပ်ဒီနေ့ကျွန်တော်အပီဆွဲပြမှာဒီမှာချင်းပေါင်ကျော်ဒီမှာတော့ငါးကောင်ဟင်းဒီမှာငါးကျော်ဒီမှာတော့မြင့်ဟင်းရှယ်ပဲဆွဲမယ်နော်လူလိုက်ဆွဲကြနေပူပူနဲ့ဒီပေါင်ကျော်နဲ့ရှယ်ပဲတော့ကောင်းလားဒီနေ့ကတော့ပြင်းလို့ဘာမှလှုပ်ရှားမရှိတော့ဓမင်းစားဗီဒီယိုလေးရိုက်တယ်ပေါ့နော်เอาပေးကြပါချင်းပေါင်ကျော်ရငါကူကောင်းဟင်းရဒီမှာမြစ်ချင်ရငါးကျော်ရကျပဲစကားလက်ဆက်ညရလာစားကြနော်ဒီနေ့လုံးကြီးကံကြီးစားတော့အဲ့ဒါပဲငါတနေ့ပါလို့ဆိုတော့စားတယ်အဲ့ဒါဒါပဲတော့သားဆိုတော့သားမျိုးပဲစစ်လို့လေးဒါနဲ့လူစားတာကြိုက်တယ်အားရပါစားတာကြိုက်တယ်ဒါကလည်းဆက်ခမင်းလည်းမေး